ကျွန်တော်အုပ်စုကိုထွက်လာပြီကျွန်တော်အုပ်စုထဲမှာကျွန်တော်နာမည်ကြီးဘူရီယန်လိုအကယ်ဒမီတွေပါမယ်ပြီးရင်ဂျပန်အကယ်ဒမီ2 သိန်း 3 သိန်းလောက်ပါတယ်ကျွန်တော်အဲ့တော့အတိတဲ့အတိုင်းပဲကျွန်တော်တို့ player တွေကဒီရွယ်မှာစနစ်တကျဘောလုံးကစားတတ်နေပြီအဲ့အတွက်ကိုကျွန်တော်တို့ကတခြားပြင်မရမယ်တခြားပြင်မရတာဖြစ်တာဖြစ်တော့ကျွန်တော်တို့ကတခြားသူတို့ training ပေးတယ်အခုခြေစမ်းဝဲကျွန်တော်စကစားပါတယ်ပေါ့နော်တော့ပြီးခဲ့တဲ့ခေါင်းမှာ academy တစ်ခုနဲ့ခြေစမ်းဝဲကစားတယ်လာမဲ့ဒီဘက်မှာလည်းကျွန်တော်ခြေစမ်းဝဲကစားမယ်ပေါ့နော်ခြေစမ်းဝဲအနည်းဆုံး2 ပွဲ 3 ပွဲလောက်ကစားပြီးတော့ကျွန်တော်သွားပြိုင်မှုပြင်နေပါတယ်ပရိသတ်များခင်ဗျာကျွန်တော်တို့နိုင်ငံမှာဘောလုံးကယ်ဒမီတွေရှိကြပေမဲ့နိုင်ငံတကာဘောလုံးကယ်ဒမီနဲ့ရှင်ပြိုင်ကစားမှုကတော့မရှိသလောက်နေပါတယ်အခုတော့နိုင်ငံတကာဘောလုံးကယ်ဒမီနဲ့ဒန်းတူရှင်ပြိုင်ကစားခွင့်ရရှိခဲ့တဲ့မြန်မာနိုင်ငံကပုဂ္ဂလိကဘောလုံးကယ်ဒမီတစ်ခုကတော့ပေါ်ထွက်လာခဲ့ပါပြီအဲ့ဒီဘောလုံးကယ်ဒမီကတော့ Pro Special ဘောလုံးကယ်ဒမီပါအောက်ကိုသိမရိုင်အဲ့တော့အောက်သွားပြိုင်ပွဲကတော့ဒီထိုင်းနိုင်ငံချုံပရီမြို့မှာပေါ့နော်ပြိုင်ပွဲတိုင်တွေကတော့ Japan Challenge Cup 2026ပေါ့နော်လာပြိုင်မဲ့ club academy ပေါ့နော် academy က club တင်းတွေကတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာနာမည်ကြီးပဲဘူရီယန်တို့ချုံပရီတို့တင်းတွေပါမယ်ပြီးတော့ Japan Academy တွေပါမယ်ပေါ့နော်အဲ့တော့ကိုတို့မြန်မာပြည်ကတော့ကိုတို့ Pro Special Academy တသိမ်းမှန်သွားရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ကိုတို့ကတော့ပြိုင်ပွဲကတော့ U10 U12 U15 ပေါ့အသက်တန်းလိုက်3ခုကျင်းပမယ်ကိုတို့ကတော့ U12 ခေါင်းဆောင်မှာကိုတို့ဝင်ပြိုင်မှာဖြစ်ပါတယ်U12 ကတော့ပထမကျွန်တော်တို့ဖိတ်ကြားချက်ရပြီးတဲ့နောက်မှာကျွန်တော်တို့ကြီးညာတယ်ပေါ့သွားပြိုင်ခြင်းနဲ့အသင်းတွေ player တွေရှိရင်ဆက်သွယ်ဖို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့အခုလက်ရှိဒီ Little Legend ဆိုတဲ့ academy player အများစုပါမယ်ပြီးတော့ကျွန်တော်တို့ရဲ့ခြေက player တွေနဲ့ပေါင်းပြီးတော့ U12 အတင်းသွားပြိုင်မှာပေါ့နော်ကျွန်တော်တို့ရှိမှနိုင်ငံသားဘိုးသမားတယောက်ပါမယ်ကျွန်တော်တို့ကတော့မြန်မာ player တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတိုင်းဟိုမှာကျွန်တော်ကစားမဲ့ကျွန်တော်အုပ်စုကိုထွက်လာပြီကျွန်တော်အုပ်စုထဲမှာကျွန်တော်နာမည်ကြီးဘူရီယန်လို academy တွေပါမယ်ပြီးရင်ဂျပန်အကယ်ဒမီ2 သိန်း 3 သိန်းလောက်ပါတယ်ကျွန်တော်အဲ့တော့အတိတဲ့အတိုင်းပဲကျွန်တော်တို့ player တွေကဒီရွယ်မှာစနစ်တကျဘောလုံးကစားတတ်နေပြီအဲ့အတွက်ကိုကျွန်တော်တို့ကတခြားပြင်မရမယ်တခြားပြင်မရတာဖြစ်တာဖြစ်တော့ကျွန်တော်တို့ကတခြားသူတို့ training ပေးတယ်အခုခြေစမ်းဝဲကျွန်တော်စကစားပါတယ်ပေါ့နော်တော့ပြီးခဲ့တဲ့ခေါင်းမှာ academy တစ်ခုနဲ့ခြေစမ်းဝဲကစားတယ်လာမဲ့ဒီဘက်မှာလည်းကျွန်တော်ခြေစမ်းဝဲကစားမယ်ပေါ့နော်ခြေစမ်းဝဲအနည်းဆုံး2 ပွဲ 3 ပွဲလောက်ကစားပြီးတော့ကျွန်တော်သွားပြိုင်မှုပြင်နေပါတယ်ခင်ဗျ Pro Special ဘောလုံးကယ်ဒမီအနေနဲ့ပထမဆုံးဝင်ပြိုင်ရမယ့်နိုင်ငံတကာပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေစတိုက်ပြုလုပ်နေပြီးပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးနီးပြချုပ်ကခုလိုပဲပြောပါတယ် Morning, I'm Coach David from Pro Special. And today morning we have like a fitness training for my guy because we are close to the tournament day. So we need to prepare as well as we have many challenges there. You know, Thai league Thai players are strong and we need to be ready. So we try to push our players. They are smart, they are strong, and we want them to be perfect for the tournament. So we try our best to give them more chances to bring medals, right guys? Yes. Okay. ပြည်သူများခင်ဗျာဒီကနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံကနေနိုင်ငံတကာပြိုင်ပွဲတစ်ခုကိုတွားရောက်ရှင်ပြိုင်မဲ့ Pro Special ဘောလုံးကယ်ဒမီအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ